လေရင်နဲ့ခရီးသွားသူတိုင်းမဖြစ်မနေသိထားရမယ် luggage စီကံချက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ device page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေပြပခရီးသွားရမယ်ဆိုရင်အဝတ်အစားတွေပစ္စည်းတွေထည့်ရင်မတော်တဆတားမြစ်ထားတဲ့ပစ္စည်းတွေပါသွားတာမျိုးမဖြစ်ရလေအောင်ဒီအချက်လေးတွေကိုသိချမှတ်ထားပေးရပါမယ်နော်လေးစိတ်လုံခြုံရေးဂိတ်မှာအချိန်ကုန်ပြီးနှောင့်နှေးကြန့်ကြာတာပစ္စည်းတွေကိုပြန်ထားခဲ့ရတာမျိုးမဖြစ်စေဖို့အခုပဲကြည့်လိုက်ကြရအောင်နော်လုံးဝထည့်သွင်းခြင်းမပြုသောပစ္စည်းများဒီပစ္စည်းတွေကိုလက်ဆွဲအိတ်ထဲရောအန်နန်နဲ့ luggage ထဲမှာပါဘလို့ပုံစံနဲ့မှထည့်သွင်းခွင့်မရှိပါဘူးရှင်။ပောက်ကွဲမီးလောင်လွယ်သောပစ္စည်းများမီးကျစ်မီးရှူမီးပန်ရမ်းမုံဓာတ်စီဆက်စီချောစီဓာတ်ငွေအိုးနဲ့စိတ်တုံဆေးလိုမီးတောက်စေနိုင်တဲ့ပစ္စည်းတွေလက်နက်ပစ္စည်းနဲ့ချွန်ထက်သောအရာများတနက်ဓာကက်ကြီးမုတ်ဆက်ရိတ်ဓာအချွန်ဓာသွားကျွန်းလေးကွာစတဲ့တဦးတစ်ယောက်ကိုထိခိုက်နာကျင်စေနိုင်တဲ့ပစ္စည်းအလုံးကိုထည့်လို့မရပါဘူးနော်အစိမ့်နဲ့ဓာတုပစ္စည်းများအက်ဆစ်ပိုးသက်စေကလိုရင်းဓာတ်ရောင်ကြီးတင်စေနိုင်သောအရာဝတ္ထုနဲ့အစိတ်အတောက်ဖြစ်စေတဲ့ဓာတုပစ္စည်းများပမာဏကန့်သတ်ချက်ဖြစ်တာသက်ဆိုင်ခွင့်ရှိသည်တခုတတိပြုရမှာကဒီပစ္စည်းတွေကတော့တတ်မှတ်ထားတဲ့စီးမြင်အတိုင်းပဲသက်ဆိုင်ခွင့်ပြုပါတယ်နော်နံပါတ်1အရေးဂျယ်နဲ့အလှကုန်ပစ္စည်းများလက်ဆွဲအိတ်ထဲကိုထည့်လို့မရပါဘူးနော်100 ml သို့မဟုတ် 3.4 အောင်စားထက်ပိုတဲ့အရေးဂျယ်ရေမွှေးအလှစီခရင်သွားတိုက်စေစတာတွေကိုလက်ဆွဲအိတ်ထဲကိုထည့်ခွင့်မရှိပါဘူး luggage ထဲသို့သာထည့်ပါပမာဏများတဲ့အရေးပစ္စည်းတွေအားလုံးကို luggage ထဲကိုသာရိုးစိမ့်မှုမရှိအောင်တေချာပိတ်ပြီးထုတ်ပိုးထည့်သွင်းရပါမယ်နံပါတ်2အရက်နဲ့ဆေးလိပ်ပမာဏကန့်သတ်ချက်နိုင်ငံတိုင်းမှာအခွန်ကင်းလွတ်ခွင့်ပမာဏသတ်မှတ်ထားတာကိုသတိထားပါပုံမှန်အားဖြင့်အရက်2လီတာနဲ့ဆေးလိပ်200လောက်ကိုပဲအခွန်မဆောင်ရဘဲတည်ဆောင်ခွင့်ပြုပါတယ်ဒီထက်ပိုယူရင်ရောက်ရှိမဲ့နိုင်ငံနဲ့အကောက်ခွန်မှာအခွန်ပေးဆောင်ရမှာဖြစ်ပြီးကြိုတင်မကြေညာပဲယူလာရင်ပြစ်ဒဏ်တန်ကြေးချမှတ်ခံရနိုင်ပါတယ်။နောက်တစ်ခုကတော့ပုံမှန်ဆေးဝါးတွေကိုမူရင်းထုတ်ပိုးမှုအတိုင်းထည့်နိုင်ပေမဲ့ပမာဏများတဲ့ဆေးဝါးတွေဒါမှမဟုတ်အနဲ့ထိုးရတဲ့ဆေးဝါးဥပမာစီးကြိုသမားတွေရဲ့အင်ဆူလင်ပါလာခဲ့ရင်လေးစိတ်မှာစစ်ဆေးတဲ့အခါအဆင်ပြေစေဖို့ဆရာဝန်ရဲ့ဆေးစာကိုပါတစ်ပါးတည်းယူဆောင်သွားတာအကောင်းဆုံးပါပဲနော်။ခရီးမထွက်ခင်ကိုစီးမဲ့လေကြောင်းလိုင်းနဲ့တွားမဲ့နိုင်ငံရဲ့တီးသန့်စီးမြင့်တွေကိုအထူးသဖြင့်ဆေးဝါးနဲ့အရေးတေချာပြစစ်ဆေးဖို့လုံးဝမမေ့ပါနဲ့နော်စီကံလိုက်နိုင်ရင်ခရီးစဉ်တစ်လျှောက်လုံးအေးအေးဆေးဆေးနဲ့အဆင်ပြေမှာပါရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လေးလုပ်ပေးကြပါဦးနော်